ဆွေများနော်အခုလာမဲ့2026နော်15ချိန်အတွက်တွေ့ရှိတဲ့ဖိုင်ဗျသူ့ပုံကဖရင်ကတ်ကိုအကွက်ရွှေ့စိုက်နေလန့်ပို့တဲ့စနစ်ဗျဖရင်ကတ်ကိုအကွက်ရွှေ့နေလန့်ပို့တာနှစ်ကတ်စနစ်နေဗျနော်ဒီစိုက်ကပထမစိုက်နော်ဒီစိုက်ကပထမစိုက်ဒုတိယစိုက်ကဒီမှာနော်ဒုတိယစိုက်ကဒီမှာဒုတိယစိုက်ကအခုလာမဲ့2026 15ချိန်အတွက်နော်ဒါအခုလာမဲ့ရောက်ကတ်နော်အခုလာမဲ့ရောက်ကတ်စတဲလာတဲ့စနစ်ကဒီလိုလာပြီဗျစလိုက်ပဲနော်ဒီလိုမျိုးရိုက်ထားတယ်303ခုံလို့ရိုက်တယ်နော်303ခုံလို့ရိုက်လိုက်တဲ့အောက်ဆောင်တစ်ချိန်နှစ်ချိန်3ချိန်1 2 3 4မှာ89တက်လို့ရိုက်တယ်89တက်ရအောက်1 2 3 4မှာ39တက်လို့ရိုက်တယ်89တက်39တက်သူ့ဆောင်တစ်ချိန်နှစ်ချိန်3ချိန်မှာ4တက်3လို့အနီးရိုက်ထားတယ်အဲ့ဒီ4တက်3ကနေပြီးတော့ဒီ89တက်ရပြီ1 2 3 4 5မှာ4တက်6လို့ရိုက်ထားတယ်အညီပဲရိုက်ထားတယ်နော်ဒီကနေစတက်တာ303ခုံ89တက်93တက်4တက်3 4တက်6အဲ့ဒီ4တက်6ကနေဆောင်9ချိန်1 2 3 4 5 6ခုံမှာဒီမှာ365လို့ဖွက်သွားတယ်နော်ဒီကနန်းကနေဒီမှာလှမ်းဟုတ်ကဲ့303ခု89တက်39တက်4တက်3 4တက်6အဲ့ဒီကနေပြီးတော့365လို့အညီရိုက်သွားလိုက်ပြီဒါပထမကတ်ဟုတ်ပြီအခုဒီမှာဒုတိယကတ်လာပြီ303ခုသူ့အောက်ဆောင်တစ်ချိန်နှစ်ချိန်3ချိန်1 2 3 4မှာ198လို့ရိုက်တယ်သူ့အောက်3ချိန်3ချိန်ချာမှာ39တက်လို့ရိုက်တယ်39တက်ရဒီဘက်ဆောင်မှာ4တက်3လို့ရိုက်တယ်အဲ့ဒီကနေပြီးတော့46တက်လို့အညီရိုက်တာတယ်ဒီ89တက်ရပြီ1 2 2 3 4 5နဲ့4 6တက်လို့အညီရိုက်သွားပြီနော်ဒီလိုစိုက်နေအညီရိုက်သွားပြီသူကအဲ့ဒီကနေပြီးတော့ဒီ4တက်6ရဆောင်9ချိန်1 2 3 4 5 6ခေါ်မှာဒီချိန်မှာတော့ကျွန်တော်တို့နည်းနည်းအောင်ခဲ့တယ်ဗျနော်ဒါပေမဲ့ main အဓိက main အောကွက်တော့မဟုတ်ခဲ့ဘူးဒါပေမဲ့ဒီ site ကိုတော့အောင်ခဲ့တယ်နော်ဒီကနေ့9 6 3လို့ထွက်သွားတယ်အချိန်ကကျွန်တော်တို့က9နောက်ပိတ်နဲ့အငြိမ်ရိုက်တာဒါပေမဲ့9ထိတ်နဲ့သွားတာဒီမှာတော့အောင်ခဲ့တယ်ဗျမှတ်မိတဲ့မိတ်ဆွေတွေလည်းရှိမှာနော်ဒီကနန်းတို့ကကြပေးတာ ਨੇ သူ့အောက်နော်ဒီကနေပြီး9 6 3ရဲ့အောက်က1 2 3 4 5 6 9 10 10 11 12အခုလာမဲ့15ချိန်မှာနော်အခုလာမဲ့15ချိန်963လို့ထွက်လိုက်တာ ਨੇ သူ့အောက်1 2 3 4 5 6 9 10 10 11 12အခုလာမဲ့အချိန်နော်အခုလာမဲ့အချိန်မှာဘာကနန်းဖြစ်နိုင်မလဲပထမကတ်ကြည့်အောင်ဒီမှာနော်303ခု89တက်39တက်4တက်3 4တက်6အဲ့ဒီကနေပြီးတော့ထောင်တက်တာ365နော်365အဲ့ဒီ365ကအောက်စနစ်နော်1 2 3 4 5 6 9 10 11 12မှာ335လို့ရိုက်ထားတယ်ဒီ335ကဘယ်ကလာလဲနော်ဒီ335ကဘယ်ကလာလဲဒီ335ကဘယ်ကနေပို့လာလဲဒီ365ရဲ့အောက်1 2 3 4 5 6 9 10 11 12မှာဒီမှာထွက်တဲ့335နော်အဲ့ဒီကနန်းဘယ်ကနေပို့လဲဒီကနန်း335ဘယ်ကပို့လာလဲဟုတ်ပြီနော်ဒီကနန်းဘယ်ကပို့လာလဲလာပြီတေချာကြည့်နော်303ခု89တက်93တက်4တက်3 6တက်4ရဒီ4တက်3ရအောက်ဇောင်းတပင်ကြာကကနန်းနော်ဒီတပင်ကြာကနန်း4တက်3ရဇောင်းတပင်ကြာကနန်းဟုတ်ပြီနော်ဒီ335ကနော်အဲ့ဒီ335ကတပင်နှစ်ပင်သူ့ဆောင်1 2 1 2 3 4 5 6မှာလမ်းပို့လာဒီ335ကဒီမှာလမ်းပို့လာဟုတ်ကဲ့နော်မိတ်ဆွေတို့ဒီကနန်းကိုနော်ဒီမှာ4တက်3လို့လေရိုက်သွားပြီအဲ့လိုမျိုးရိုင်းလိုက်တာ ਨੇ ဒီမှာထွက်တဲ့ကနန်းသူ့အပေါ်ဆောင်တစ်ချိန်နှစ်ချိန်1 2 3 4 5 6မှာဒီမှာလန့်ထွက်တာနော်ဒီမှာလန့်ရိုက်တာကနန်းပေါက်အကွက်ရွှေ့ပဲဖရင်ကကြိုက်တဲ့မိတ်ဆွေနော်ဖရင်ကကြိုက်တဲ့မိတ်ဆွေဟုတ်ကဲ့ကျွန်တော်ရဲ့တင်ဆက်ပြသမှုတဲ့ channel နဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလေ like subscribe လေးနှိပ်ပြီးအားပေးနိုင်ပါတယ်နော်ကျွန်တော် channel လေးကိုလေ like subscribe လေးနှိပ်ပြီးအားပေးနိုင်ပါတယ်နော်ဒီမှာ335အဲ့335ဒီမှာလန့်ထွက်တာထွက်ရတဲ့အချိန်က4တက်3ရဲ့1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်မြောက်မှာကြာအဲ့ဒီ365ရဲ့အောက်7နှစ်ချိန်မှာကြာဟုတ်ပြီနော်ဒီ site ကဒါမျိုးလာတဲ့ပုံစံ7နှစ်တကယ်ကောင်းတဲ့ပုံစံလေးဟုတ်ပြီဒါပထမကတ်ဒုတိယကတ်သွားမယ်303ခု3 198 39တက်4တက်3 4တက်6အဲ့ဒီကနေစောင်း9ချိန်မှာ963လို့ဖွက်သွားတယ်963ရဲ့အောက်7နှစ်1 2 3 4 5 6 9 10 10 11 12ခုလာမဲ့ရောက်ကတ်နော်15ချိန်မှာဘာကနန်းဖြစ်နိုင်မလဲပထမကတ်လို့ပဲဒီ303ခု198 39တက်4တက်6 4တက်4 3တက်ရဲ့ဇောင်းတပင်ကြာမှာဒီကနန်းရှိတယ်နော်အဲ့ဒီကနန်းရှိတယ်ဒီကနန်းရှိတယ်ဒီကနန်းရှိတယ်အဲ့ဒီကနန်းကိုနော်ဒီကနန်းကိုသူ့ဆောင်1 2 1 2 3 4 5 6မှာရိုက်သွားနိုင်တယ်နော်ပထမကတ်လို့ပဲ335လို့ပဲထည့်ပေးသွားတယ်အခုကတ်မှာ388က388လို့ဘယ်လာနိုင်မလားဒါမှမဟုတ်တခြားအထိုင်နဲ့ရှစ်ထိတ်နဲ့လာမလားနော်ဒီမှာထွက်တဲ့963ရဲ့အောက်1 2 3 4 5 6 9 10 11 12ချိန်ဒီမှာထွက်တဲ့ကနန်းကဟာဒီက43တက်လို့ဖြစ်လိုက်တဲ့ဇောင်းတပင်ကြာ388ကို
388လို့ရိုက်မလားနော်ဒါမှမဟုတ်8ထိတ်နဲ့ပဲရိုက်မလားနော်အဲ့တော့မိတ်ဆွေတို့388ကိုပဲအာထိုးလိုက်တယ်နော်အပူခွာဆိုမှတော့တစ်ခွက်သေးပဲ3ခွက်ပဲအများကြီးမထိုးရအောင်နော်အပူခွာဆိုမှတော့388လို့ထိုင်ပေးလိုက်တယ်မိတ်ဆွေတို့နော်ဒီအနေထားနဲ့ကြတော့388လို့ပဲထိုင်ပေးလိုက်တယ်မိတ်ဆွေတို့ကျန်နေတဲ့မှုရှိရင်နော်ကျွန်တော် channel လေးကိုလည်း like subscribe လေးနှိပ်ပြီးအားပေးနိုင်ပါတကယ်ကောင်းတဲ့ပုံစံစနစ်လေးပြနော်330ခွန်ကနေစတင်လိုက်တာ193 391 416 416ရဲ့ဆောင်း9ချိန်မှာ963နော်အဲ့ဒီ963အောက်12ချိန်မှာကြာလာတယ်ခဏကဒီ431ရဲ့ဆောင်းတပင်ကြာဒီမှာနှပ်ပို့လာနော်ပထမကတ်လို့ပဲ330ခွန်691 431 sorry 931 413 416အဲ့ဒီကနေဆောင်း9ချိန်မှာ365ရဲ့အောက်12ချိန်မှာ335အဲ့ဒီ335 413ရဲ့အောက်ကဒီကလာတဲ့ခဏခုဒီမှာကြတော့431ရဲ့အောက်တပင်ကြာဒီကလာတဲ့ခဏဟုတ်ကဲ့နော်အားလုံးပဲကျွန်တော်မိတ်ဆွေများအားလုံးကံကောင်းကြပါစေဗျ